ဒီနေ့ကတော့ကျွန်တော်တို့ဒါမတူပီရိုးရတဲ့ကကျွန်တော်တို့ဒါ1 set 3 in 1လေးတွေကဘယ်လိုမျိုး3 in 1 1 set ပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ကဒါချီကန်ချီပေါက်လဲရတယ်လို့ပိုးကန်ပိုးပေါက်တွေလဲရတယ်အင်ကြီးစပဝါ3မျိုးတစ်စုံပေါ့နော်ဒီလို3မျိုးတစ်စုံကိုကျွန်တော်တို့ဒါချုပ်ဝက်လိုက်တော့ဒီလိုမျိုးကျွန်တော်တို့ဒါ3 in 1လေးကိုချုပ်ထားတာပေါ့ဗျာနော်အပြည့်စင်လေးကာလာလေးတွေလည်းရှိတယ်ဒါကြတော့ customer ဒီလိုလေးရင်စီလေးချုပ်ပေးပါဆိုလို့ပေါ့ဗျာနော်အတွန်းထဲမှာသူကကော်ပိတ်လေးမခံနဲ့ဆိုလို့ကျွန်တော်တို့ဒီမှာဂျိတ်လေးဂျိတ်တက်ပေါ့နော်ဒီလိုလေးချုပ်ပေးထားတယ်ကျွန်တော်တို့ဒီမှာဒါချုပ်ခိုင်းရင်လည်းချုပ်ပေးပါတယ်ဗျနော်အဆိုင်မှာတော့စိတ်တိုင်းကြကျွန်တော်တို့ဒါရွေးချယ်ပြီးရင်ကိုကြိုက်တဲ့ကာလာလေးတွေရွေးပြီးရင်ကိုကြိုက်တယ်လို့ရင်စီရင်ပုံနော်ကျွန်တော်တို့ဒါတင်တိုင်းတွေကိုကြိုက်တယ်လို့လေးချုပ်ခိုင်းလို့ရပါတယ်နော်ဒီလိုမျိုးလေးဒါ customer စိတ်ကြိုက်လေးချုပ်ပေးထားပါတယ်ဗျဒီလိုမျိုးပုံစံတူအဝါလေးကိုလည်းချုပ်ပေးထားသေးတယ်ဗျဒီလိုလေးချုပ်ပေးပါစင်တူလေးပေါ့လေနော်အဖြူလေးလည်းရအောင်မယ်ဗျာအဖြူလေးကကြတော့ကျွန်တော်ဒါအပြည့်စင်ကိုမှကျွန်တော်တို့မှာlevel ပုံစံလေးပြောင်းသွားပြီကျွန်တော်ဒါရင်စီလေးနော်ကိုကြိုက်တယ်လို့လေးဒါချုပ်ခိုင်းလို့ရမယ်ပဝါလေးကတော့နည်းနည်း size ကြီးတယ်တယ်မှာပါတယ်သူကဒီဇိုင်းပေါ်မှာမူတည်ပြီးပဝါတွေကအကြီးအသေးပြီးကွာသွားတာပေါ့နော်တစ်ထည်တော့မတူဘူးနော်ဒီလိုအပြည့်ဖြူတန့်လေးလည်းရအောင်မယ်ဗျဒီလိုအပြည့်စင်ညီညိုလေးကိုလည်းဒါဒီလိုလေးချုပ်ပေးထားတယ်ပေါ့ဗျာနော်ကျွန်တော်တို့ကဒါခုနကပြောသလိုချုပ်ခိုင်းရင်ချုပ်ပေးပါတယ်ကျွန်တော်တို့မှာready made အစင်သင့်တော့မရဘူးပေါ့ဗျာဆိုင်မှာစိတ်တိုင်းကြားဒီဇိုင်းတွေကိုရွေးပြီးတော့မှကျွန်တော်တို့ဒါကိုယ်တိုင်းလေးတွေပေးပြီးတော့မှကိုလိုချင်တဲ့ရင်စီရင်ပုံလေးတွေဒါကျွန်တော်တို့ဒါချုပ်ခိုင်းလို့ရပါတယ်နော်ဒီထဲမှာလည်းကျွန်တော်ရှေ့မှာပြသွားသလိုအပြည့်စင်ကိုမှကျွန်တော်ကာလာစုံမချုပ်ရသေးတဲ့အစတွေလည်းထပ်ရှိပါသေးတယ်အရန်လေးလည်းဒီလိုမျိုးလေး level ပေါက်ပုံစံခွဲလေးပေါ့လေသူကနောက်ဆက်ကလေးနဲ့customer ဒီလိုလေးချုပ်ပေးပါဆိုလို့ကျွန်တော်ဒါအပြည့်စင်ကိုပဲကျွန်တော်ဒီလိုလေးချုပ်ပေးထားပါတယ်ဗျဒါလေးတွေကကျွန်တော်တို့ဒါကျွန်တော်ချုပ်ပုံချုပ်ခန့်ကတော့ကျွန်တော်ဒါကျယ်သီးတက်အောင်မလားเนาะပစင်းရင်ခွဲထည့်အောင်မလားပေါ့เนาะအဲ့လိုလေးတွေထုတ်သီးလေးတွေမှာကွာမယ်ပြီးရင်ကျွန်တော်ဒါကော်ဘေးကတ်အောင်မလားအဲ့ပုံမှာမူတည်ပြီးဇင်းလုံးလေးတွေအစားစားလဲထက်ရှိအောင်မယ်ချုပ်ခပုံမှာမူတည်ပဲပေါ့เนาะ ready make ကတော့ကျွန်တော်တို့ဒါအစင်သစ်မရှိဘူးချုပ်ခိုင်းမှလားကျွန်တော်တို့ကဒါစိတ်တိုင်းကြကျွန်တော်ချုပ်ပေးပါတယ်ဒူးနာလေးကလည်းကျွန်တော်တို့ဒါကာလာစုံရနိုင်တယ်ပေါ့ဗျာเนาะဒါလေးဆိုရင်ကျွန်တော်တို့ကဒူးနာဒါအောင်မှကျွန်တော်တို့ကလုံကြီးချီကန်ချီပေါက်ကလေးเนาะအတွင်းအပြင်အင်ကြီးစပဝါ3မျိုးတစ်စုံပေါ့ဗျာနော်ဒါလေးတွေကကျွန်တော်ဒါ3 in 1အနီရောင်ကိုကျွန်တော်ဒီလိုဒူးနာလေးပေါ့လေနော်အနီရောင်ကိုမှကျွန်တော်ဒူးနာလေးကိုမှအင်ကြီးတွေကပုံစံတူလေးကျွန်တော်ဒါချုပ်ပေးထားတယ်အစကြီးပဲကလည်းကျွန်တော်ဒါကာလာတွေထက်ရှိအောင်ပဲနော်အစကြီးပဲဟိုကကျွန်တော်ဒါ9000ကျော်မယ်နော်3 in 1ပေါ့ဗျာနော်လုံကြီးပဲတီးတဲ့မရဘူးပြီးရင်အင်ကြီးကကျွန်တော်တို့ကချုပ်ပြီးသားလေးတွေမရှိဘူးကျွန်တော်ကချုပ်ခိုင်းမှလာချုပ်ပေးတာနော်ကာလာဆုံးကျွန်တော်တို့ဒါရွေးချယ်စရာကြီးလည်းထက်ရှိအောင်မယ်နော်ဒီလိုမျိုးကျွန်တော်တို့ဒါဒူးအလဲကြားပေါ့ဗျာနော်ဒီလိုအလဲကြားမှာ special မတူပီ special စာတန်းပါမယ်ဒီလိုမျိုးလေးတွေကလည်း3 in 1ပဲကျွန်တော်တို့ဒါမတူပီလို့ပြောလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒါ3 in 1နော်တုံကြီးကြီးကဲမရတယ်လို့ကျွန်တော်တို့ဒါအင်ကြီးစာလေးလည်းမရဘူးပဝါလည်းမရဘူးအုပ်စုံရမယ်ဗျနော်လုံကြီးအတွင်းအပြင်အင်ကြီးစာပဝါဒီလိုမျိုး3 in 1လေးတွေပေါ့ဗျာနော်အနဲ့ရောင်ဒူးနာလေးကိုကြတော့ကျွန်တော်ဒါပုံစံလေးကတစ်မျိုးလေး level လေးကိုကျွန်တော်ဒါချုပ်ပေးထားတယ်ရိုးရိုးရှင်းရှင်းလေးပေါ့ဗျာနော် customer ကဒီလိုလေးချုပ်ပေးပါဆိုလို့ကျွန်တော်ဒါချုပ်ပေးထားတယ်အထဲမှာလည်းကျွန်တော်ဒါကော်ဘိတ်မခံပေးနဲ့ဆိုပြီးကျွန်တော်ဒါကော်ဘိတ်မခံပေးထားဘူးပေါ့ဗျာကျွန်တော်တို့ကဒါချုပ်ခတွေကခုနပြောသလိုကော်ဘိတ်တွေခံရင်ခံတယ်လို့ကျွန်တော်ဒါကျယ်သီးတွေကနေပါမှထုတ်သီးလေးတွေပေါ်မှာမူတည်ပြီးတော့မှကျွန်တော်ကဈေးလေးတွေကွာချပါတယ်ဒီထဲမှာလည်းကျွန်တော်ဒါကာလာတွေရှိအောင်မယ်နော်ဒီထဲမှာဆိုရင်ကျွန်တော်တို့ကဒါအခုပြတာတော့ချီကန်ချီပေါက်ပေါ့လေနော်အခုချုပ်ပေးထားတာချီကန်ချီပေါက်ကျွန်တော်တို့ဒါရွှေကြီးကန်တွေလည်းရှိမယ်ငွေကြီးကန်တွေလည်းထပ်ရှိပါသေးတယ်နော်အခုကကျွန်တော်ကဒါမျက်လုံးထဲမှာချုပ်ပုံလေးမြင်အောင်လို့ကျွန်တော်ကဒါ customer ကချုပ်ခိုင်းထားတဲ့ပုံလေးနဲ့ကျွန်တော်ကအထည်လေးတွေကိုဖြန့်ပြနေနော်ဒီလိုရွှေကြီးကန်တွေကလည်းကျွန်တော်ဒါငွေကြီးကန်ရှိမယ်ရွှေကြီးကန်ရှိမယ်သူကလည်းကျွန်တော်ဒါ3 in 1ပေါ့ဗျာ3မျိုးတစ်စုံလုံကြီးအတွင်းအပြင်အင်ကြီးစာပဝါနော်ဒီလိုခြုံဆောင်လေးတွေကိုမှကျွန်တော်ဒါကာလာတွေထက်ရှိအောင်မယ်ကန်ထဲကချုပ်ပုံလေးကဒီလိုလေးကျွန်တော်ဒါချုပ်ခိုင်းထားလို့ချုပ်ပေးထားပါတယ်ဒါလေးကတစ်ဖက်ကလေးပေါ့ဗျာနော်ခြုံဆောင်လေးပါမယ်အင်ကြီးလေးပါမယ်လုံကြီးလေးပါမယ်နော်လုံကြီးလေးကလည်းဒီမှာကော်ပိတ်လေးကိုမခံပေးထားဘူးနော်ကော်ပိတ်ခံမယ်ဆိုရင်လည်းခုနကပြောသလိုကျွန်တော်ဒါတစ်စေးရှိမယ်ထုတ်သီးလေးနဲ့ကျယ်သီးလေးတွေတက်ပေးထားတဲ့ V shape ပုံစံလေးပေါ့နော်ဒါလေးတွေကကျွန်တော်ဒါကာလာလေးတွေလည်းထပ်ရှိပါသေးတယ်เนาะကျွန်တော်တို့ခရမ်းတို့အပြာတို့ပေါ့เนาะတခြားကျွန်တော်တို့ဒါရွှေကြီးကန်ငွေကြီးကန်ဆိုပြီးမှလည်းထပ်ရှိသေးတယ်ဒါလေးတွေကမျက်လုံးနဲ့မြင်အောင်ကျွန်တော်ဒါချုပ်ပုံလေးနဲ့တူပြပေးတာ
ဒါလေးကလည်းကျွန်တော်တို့ဒါ ready made တစ်ခါလဲအစင်သစ်မရပါဘူးချုပ်ခိုင်းမှလာချုပ်ပေးတာပါနော်ဒီလိုမျိုးလေးညာတော့အပြင်ချုပ်ကြတယ်ပေါ့လေကျွန်တော်စီမှာရိုးရိုးရှင်းရှင်းလေးကကျွန်တော်တို့ဒါမတူပီတဲကဆိုရဲဒီမှာဒါလေးရမယ်ဗျလုံကြီးလေးဒီကောင်လေးကလုံကြီးလေးကိုမှအတွင်းပိုင်းအပြင်ပိုင်းပေါ့ပါလေးပေါ့ဗျာနော်ဒီမှာအမိတ်ကလေးပါမယ်နော်ဒီကောင်လေးကဒါ9000တန်လေးပေါ့သွားကြတယ်လေ3 in 1လေးလုံကြီးတီးတဲ့မရဘူးနော်အင်ကြီးပါမယ်ဒီလိုခြုံဆောင်ပါမယ်ပဝါပေါ့နော်ဒီလို3မျိုးတစ်စုံဒါလေးတွေက9000ကျော်ဒီလိုမျိုးကျွန်တော်တို့ဒါမတူပီတဲရတယ်ပဲဖြစ်ဖြစ်ကျွန်တော်တို့တခြားရိုးရစင်တွေကပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါလိုအပ်တယ်ဆိုရင်ဒါချယ်ရီဦးချင်းဝါထဲဆိုင်မှာကျွန်တော်တို့ဒါစိတ်တိုင်းကြမှာယူလို့ရပါတယ်တယောက်ကဘိုင်ဘောင်လဲဆက်သွယ်လို့ရလို့နိုင်ငံစုံနယ်စုံပို့ပေးရတယ်ကျွန်တော်ဆိုင်ကတော့68လမ်း3334မန္တလေးမြို့ချယ်ရီဦးချင်းဝါထဲဆိုင်မှာမနက်7:00နာရီကနေညနေ6:00နာရီ6:00ဝယ်ဒီဖုန်းနဲ့ထားပါကျေးဇူးပါ